မျက်ခံပိုရှုပ်တယ်မျက်ခံပိုရှုပ်တယ် အဲ့ဆိုအခုလိုက်နာမည်တစ်ခုပဲကျန်တော့တယ် ဗါလေ ကျွန်တော်တို့ပြောင်းအောင်မယ်နာမည်စစ်စင်ရေးနာမည်ကိုလေမဟာခနိုင်ဆိုပြောင်းလိုက် မဟာခနိုင်တော့ဗါလေ ဩမင်းပြောနေတယ်မွေးငါနိုင်လေ ဒါဆိုစစ်တဲ့နိုင်တာ မွေးငါတစ်ခုပဲရှိတော့တယ်ကွာ အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှလည်းကျွန်တော်တို့ပြည်သူ့ချစ်တော်ကြီးများဖြစ်ကြတဲ့ One Star ကိုအောင်တော်နဲ့ကိုပေါ့စီຫນွေဦးတော်လည်းရေးတို့ရဲ့စကားစားဘက်မှာဖြစ်ပျက်နေတဲ့အခြေအနေလေးတွေကိုဟာတပြုလုပ်ပြီးတော့ရိုက်ကူးထားတဲ့ဗီဒီယိုလေးတွေကို reaction ပြုလုပ်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျွန်တော်တို့တူကြည့်အောင်ခင်ဗျာ ဟာပဲသူတို့လည်းကိုလုံးမရှိတော့လား ထက်ထက်တုံးကအဲ့မှာဝင်ပြိုင်ပါလေ အေးထက်ထက်ထုံးမကျန်သူထက်ထက်ထုံးလဲအဲ့မှာစကားအသွားလာကြည့်လို့တက်တက်တွန်းခံရမယ်လို့ ဟုတ်တက်တက် ဟုတ်လားနော်ဘာလဲဒီဒေါန်ဆန်းစုကြည်ရတယ်ဟိုကတကူကောင်းသမားကြီး အဲ့လိုတော့ပြောတာမဟုတ်ပါဘူး သူကိုယ်တိုင်ဒီအရေးခင်းကာလာကနော်အရေးတော်ပုံကာလာလက်သုံးချောင်းကြီးထော်ပြီးတော့ဒေါန်ဆန်းစုကြည်နာမည်ကြီးနဲ့လေစိုင်းမှုတ်ကင်တာ အေး ဘာလောက်တာလဲအပြောင်းလဲ အေးအမကြီးအဲ့ဒါအရေးကြီးတယ်နော် အမကြီးမဟုတ်လေအဲ့တက်တက်တွန်းကကိုယ်တိုင်ငယ်တယ် မ လေ ဟုတ်လေငါအမကြီးကိုပြောတာ အေးပြောလဲပြော အ လဲ မကြီးအဲ့ပါတီမှာအဲ့လိုလူမျိုးတွေကိုလက်ခံထားပြီးဆိုရင် ထွက်ခံရောဒီတက်တက်တွန်း ထွက်ခံအောင်တက်မဟုတ်ဘူးငါပြောတာဟိုတက်တုံးကိစ္စပြောနေတာ ဒီအခုအဲ့ကိစ္စကြောပြောမယ် အေး ထွက်ခံကိုတက်တက်တွန်းလိုက်တာအများကြီးအေးမဟုတ်ဘူးတက်တက်တွန်းကထွက်ခံတို့ပါတီထဲရောက်သွားတယ်အဲ့ဒီမှာခုန တက်တွန်း အေးတက်တက် ထက်ထွန်း တက်တက်တွန်း အာတို့ကမကွာစကားမပြီးဘူးကွာ အေးမဟုတ် ရှက်ခိန်တော့ဘူးသေးနဲ့ဖျမ်းမလို့ဖြစ်နေပြီ ကိုစီးကျင်တယ်ဆို ဟာဟေ့အောင်စီးကြိုဖြစ်နေတာငါမဟုတ်ဘူးလို့ အော်အေးမဟုတ်အဲ့ဒါတက်တက်တွန်းကိုထွက်ခံကိုပြောလိုက်ကိုစလောင်းပုံးမယ်တီးနော်ပြီးတော့လုံးဟလာပေါက်ပန်း40ရှောက်မပြောနဲ့လို့ မဟုတ်ကြဟိုမှာပြပါတီကနေဟိုကောင်မလေးတွေ့တာကျွန်တော် favorite ဖြစ်တယ် ပြားသွားပြီခု ချမ်းလေးဟိုကဘီချမ်းဆိုတာ ဘီဘီချန်ဟုတ်တယ် အခုဟိုပါတီထဲရောက်သွားပြီ အခုမဟုတ်မစကားပြောတဲ့ဆိုတဲ့နေရာကျတော့ဒီဘီဘီချန်လောက်ဒီတက်တက်တွန်းနဲ့ထွက်ခံ standard မရှိဘူးနော် မဟုတ်လေဘီချမ်း set education တွေပြောတာလေ အေးမဟုတ်လေ तू အေးဆေးပြောပါဗျာတရေလုံးကြီးမပြောဘူးဗျာတဲ့မှာဒါပေမဲ့ဒီတက်တက်တွန်းနဲ့ဒီထွက်ခံကဘီဘီချန်နဲ့ဆိုင်တော့ ထက်ထွန်းနဲ့ဒေါ်တက်ခိုင် အေးဒါပေမဲ့ဟို ငါလိုက်ဖြည့်ပေးတာမကောင်းဘူးကွာမ နော် င်း အေးဟိုအဲ့တက်တက်တွန်းနဲ့ထွက်ခံတန်းသိမ့်မရှိဘူးဗျာအဲ့ ဘုံ လို ဘအဲ့ဒါပြောအမကြီးအဲ့လိုလူမျိုးတွေဆိုရင်သူကဆန္ဒပြတဲ့အချိန်တော့သူတို့ပါတယ်ဟုတ်တယ်ကျွန်တော်တွေ့ဘူးတဲ့ဗီဒီယိုပိုင်းထဲမှာ ရောင်ချင်းပုတ်တင်ညိုလေ စိုင်းကင်ပြီးတော့ဝေးအားဘာဖြစ်တယ်ဆိုတာတော့အောင်ဆန်းစုကြည်ပါညာ ကြည့်ပြောကြည့်ပြော သူတို့အဲ့ဒါတွေလို့အဲ့ကိစ္စတွေကအမကြီးရှင်းရမှာနော် အခုကသူတို့တန်းစင်းစုံရောက်သွားမယ်နော်မကျအခုကဗျာမာလာပြီးလို့ရှိ ဘုခဏတော့အဲ့စကားမျိုးဟိုဗာပဲပြောတယ်ဆိုတော့ဘယ်မှာပြောတာ အာတင်းစာရှင်းလင်းပွဲမှာပြီးသုံးလုံးတင်းစာရှင်းလင်းပွဲမှာ သတင်းစာရှင်းလင်းပွဲမှာအဲ့ဘယ်ကြနေရမယ်ဘယ်သတင်းတော့ကမေးတာပြော အာ ဘယ်သတင်းတော့မေးတာ ဘောမားတွေကိုအဆက်မပြတ်ကင်နေတဲ့ဟိုဟာလေဘာလို့လဲဓာတ်တိုင်လိုကင်နေမျက်ခိုင် အော်စပင်ရှင်နဲ့ အေး ဦးမြတ်ခိုင်လောက်ပြန်ပြီဟော မျက်ခိုင်ကြီးနဲ့ ဟိုခမောက်ပါတီတော့လည်းသူသွားမေးလိုက်တာ အေးနော်အဲ့ အဲ့ပါတီပြုတ်သွားတယ် အဲ့ခမောက်ပါတီတို့ကဆန္ဒမင်းတို့ဒီဆန္ဒလာဖြစ်သွားတဲ့ကိစ္စ မဟုတ်လေဒေါ်စန္နာမင်းဘယ်လိုစန္နာလားပြုတ်သွားတာ ပြုတ်သွားတဲ့ကိစ္စ तू သွားအင်တာဗျူးလာဟာဒီတကဒါဆိုရင်တော့ထွက်ခံအလှဲ့ပေါ့ ဟာအမကြီးအဲ့ဆိုသတိထားမယ်နော်သတိထားနော်အဲ့လူကြီးက အဲ့ပဲနာဘူးကြီး ဟာမဟုတ်ပါဘူး သူ့မိန်းမငယ်ငယ်လေးဆိုအခုပဲပြောတာ အဲ့သူမိမငယ်ငယ်လေးကကြာပြီးယူရတာ ဆွတ်စီလိုက်တော့ မဟုတ်ဘူးလေကြာပြီ ဆွတ် သူကအသက်ငယ်တာဒါပေမဲ့အချစ်မှငယ်တယ်ကြီးတယ်မရှိဘူးကွာ အဲ့လိုကြီးလား အဲ့လို ပါစကပေါက်ပန်း40လိုက်ပြောတာ အဲ့လူကြီးကြောင့်ပြောဦးမသိလား အေး ငါတို့ဥက္ကရာဆိုရင်လေအဲ့ဦးမြတ်ခိုင်ကိုရှောင်လာရေး ဟာတရေတဲ့တော့သူ့ကိုကြောက်တယ်ဗောလေ မဟုတ်ဘူးလေ तू ကအဲ့လိုတွေဂျင်းနဲ့ကြက်တဲ့မိတဲ့ကကြငါတို့ဥက္ကရာမဖြေတဲ့ကကြရင်အဲ့လိုဖြစ်မှာစိုးလို့ဗျာ သူကလည်းခေတ်ဆက်ဆက်ဘောမပဲဟာလေဟိုပေါ်ပြူလာတာဖော်ပြူလာတာပါ ငါအဲ့ဆိုငါတို့ဘက်ကပေါ့ အဲ့ဒါအဲ့ဒါဗောကိုတို့ ကိုကြီးအဲ့လောက်ကြီးမလုံးနဲ့ ဘောတန်ကြီးကိုဗာလေမပြတ်ကင်နဲ့မျက်ခိုင်ဆိုတော့သူဗော ဘယ်ဘောတဲ့ကြီးလဲ သူကဘောမမဘူးလေဘောမရဲ့သူကများဟိုသူကဘောတန်ကင်တာဟုတ်တယ် ဟုတ်အမကြီးအဲ့ဒါနဲ့တတိထားတော့အဲ့သတင်းစာရှင်းလင်းပွဲတွေမှာဆိုအမကြီးစကားအပြောဆိုလေးစိတ်ရမရမယ်နော် ထထကတခါပြောတာ အဲ့ငါတို့ဥက္ကရာကြောင့်စောင်းလဲတာတော့ တက်တွန်းမှာသတိပေး ထက်ထွန်း နော် ထက်ထွန်း ကျန်းဖို့ကဟိုကိုမဲကြီးဆိုရင်ဘာမှမပြောဘူး ဘေးကိုမေး မဲတယ်လေဟိုကြည်နှစ်တော့ဘိုင်ထဲမှာကျန်တယ် အဲ့ဒါငါဥက္ကရာဘယ်ကိုမေးလဲ သူတော့အဲ့လောက်မပြောဘူး ဒု နော် က္ခပါပဲကွာ နော် တိုက်ပွဲ3ရက်မှာတနက်18ချက်မှန်းတာကြည်နှစ်တောက်ကိုတမင်ထည့်ထားပေးတာ ဒုက္ခအဲ့တနက်19ချက်ဘလို့မှန်သိလား ဘလို့မှန် တကြီးသမီးချန်တော်လှန်လို့ဟိုကတကြီးကပြစ်တာ6ချက်ရွာထဲမှာကြက်ဝင်ခိုးလို့ရွာထဲကဝိုင်းပြစ်လိုက်တယ်ဒူမီနဲ့8ချက်18ချက် ဟာ အဲ့နှစ်တော့တက်တေကဖြစ်ချန်လာတာ မဟုတ်ဘူးလေတိုက်ပွဲမှာပြစ်လို့မှန်တာလေဘယ်ဒုက္ခပါကွာငါဥက္ကရာမင်းရကြမရှိ နော် အမကြီးရတယ်ကျွန်တော်အဲ့အမှန်တရားပြောတဲ့ခါမှာလေ อืม ကျွန်တော်ကိုကြီးဘူးလာကိုမပြီးဘူးလီစားတယ် ခုလည်း
ဘူးလက်အခု ကျော်ကိုပြောတာတွေ့တော့လား ဘူးလက် လေးစား အဲ့လေးစားတယ်ပဲဟိုဘူးလက်ဆွဲစည်းကန်လာပြီလေဟာ မင်းတို့ကအဲ့ထင်းလို့ဟာငါကိုကြီးကလေအဲ့ဆွဲစည်းတဲ့လူလေးစားခဏခေါ်ရ အခုတရားရုံးရောက်သွားပြီတရားရုံးရောက်သွားပြီဘူးလက်အဲ့ရွေးကောက်ပွဲကိုဘာဖြစ်တယ်ညာဖြစ်တယ်တော့ပြောလိုက် ငါစီးဝတ်တက်နေတော့မသိလိုက်တာသိလေ တရားရုံးရောက်သွားပြီ ဟုတ်လေ အခုစီရင်ချက်တော်ချပြီးပြီ ဟဲ့မဟုတ်လေအဲ့လောက်တော့မချတယ်လေ မြန်တယ်စီရင်ချက်ချပြီးသွားပြီ ဒါလေးပြောတော့လီးစားတယ်ပြောတာ ဒီရွေးကောက်ပွဲကိုမထင်မဲ့မြင်ပြောတဲ့အတွက်9နှစ်နောက်တစ်ခုမဲစင်းမားတယ်လို့ပြောလိုက်တဲ့အတွက်ဒါစစ်တပ်ကအလိန်ပေါ်သွားတာပေါ်သွားတဲ့အတွက်9နှစ်အဲ့ဒီမှာထက်တိုးဒီဟိုပါသတင်းကြိုလာပြင်းနေဂုံပြူပေါ့တစ်နှစ်10နှစ်ပေါ့10နှစ်ထက်တိုးပေါ့ ဟောအဲ့လောက်တော့မ လက် လုပ် ဆောင်လက်ဆောင်မပြီးသေးဘူးနောက်တစ်ခါဒီလေးစားပါတယ်ပြောလိုက်တဲ့အတွက်နောက်တော့9နှစ် 22နှစ်ပြသွားပြီ နောက်ထပ်ထပ်ပြောလိုက်သေးတယ် TikTok မှာပြောတဲ့အတွက်9နှစ်နောက် TikTok ကနေ Facebook မှာပြန်ပြီးတော့တင်တဲ့အတွက်နောက်တော့9နှစ် ကဲထုတ်မနေပါနဲ့တက်လုံနာထောင်နဲ့ထည့်ထားလိုက်တော့ အားတော့ပါတီကသူ့ထက်တိုင်သေးတာ ဘာလို့ဘ ကို လို့ လ တို န် င် ကရုံးကြီးနဲ့သွားပြောလို့တယ် အော်ဘာဒီကတော့အဲ့လောက်တော့မဟုတ်ဘူးကော်လာကတော့ဝင့်မှာပေါ့လူကြီးပဲလေ တိုက်ပုံမပါလို့တဲ့ ဟာ 9နှစ်ဟဲ့လားမြင့်မဲ့အကြည့်တက်ထားလို့နောက်တော့9နှစ်ထပ်တိုးမှာ အကိုကြီးလေးစား မလေးစားနဲ့ဘူးလက်ကအခုအယူလက်နဲ့တွေ့တော့မယ်ဟုတ်တယ် ခဏခဏဘူးလက်ကအယူလက်နဲ့တွေ့မယ်ဆိုတော့ခုဘူးလက်လာဆွေကိုခေါ်ခိုင်းတာကငါအကိုလိုက် ကောက်လက်ကြီးကောက်လိုက်ဟုတ်ပါဘူး ဘာကိုခေါ်လိုက် ဟုတ်အေး ဟမ်အယူလက်နဲ့ဆိုတော့ငါအကိုလိုက်ကြီးကဘာဖြစ်သွားလဲ အယူကြီး ဟမ် ဟုတ်ပါဘူးအယူကြီးမဟုတ်သူချက်မပြေးချက်မပြေး အာ ချက် ညာဝါကြီးကွာ ဟုတ် ညာဝါကြီးကိုကြီးဘာပြောညီလေးကိုကြီးကိုလီးစားတယ် ဟိုမလေးစားတာမဟုတ်ဘူးဘာလဲခုနအယူလက် sorry ကျွန်တော်မှားပါလို့ ဘယ်လို သူ့နာမည်ရှိတယ်သူ့အဖေကတောင်းလိုက် တောင်းလိုက် သူ့နာမည်ပေါင်းလိုက်မားလိုက်ငယ်နာမည်ပေါင်းလိုက်ကိုကတောင်းလိုက်သူကကတော့ပေါင်းတယ်လေပေါင်းလိုက် အဲ့ဒါအိမ်ကလူတွေပေါင်းတာလေ ဟုတ်တယ် သူကိုယ်တိုင်မပေါင်းဘူး ဘူးလက်ကတော့ဟာလားနော်အယူလက်ကြီး ရ နဲ့ ရရရရအဲ့လိုစကားပဲပြောတယ်နော် ဘူးလက်ကတော့အယူလက်ကြီးနဲ့တေးပြီးဆိုတော့ ဥက္ကရာကြီးဖုံးဆက်မှရမယ် ဥက္ကရာတော့အခုပြင်မထွက်ဘူးဘူးလက်ဆွဲထဲမှာဆိုလို့အမှုတယ်ဟုတ်တယ် ဥက္ကရာဒီတိုင်းတော့ကြည့်မနေနိုင် အခုဘူးလက်ကဒီတနက်18ချက်မှန်တဲ့ကိစ္စကိုဟုတ်ပါဘူး ဘူးဟေ့ဘာတွေပြောရတော့တက္ကနာဆက်ကိုတစ်ချက်မှန်တာဥက္ကရာကြီး အဲ့ဒီဥက္ကရာအခုမီဒီယာမှာ तू ကတနက်18ချက်မှန်ဘူးတယ်2000ကျန်သေးတယ်ပြောလိုက်တယ်မလား အေးလေ အဲ့ကိစ္စကိုအခုမလာတရားဆွဲဦးမှာဘာလို့ဗျာဒီအာနာသိန်းထားတယ်ဗျာခေါင်းဆောင်ကတနက်တစ်ချက်မှမမှန်ဘူး तू က18ချက်မှန်ဘူးတယ်ဆိုတော့မသိရင်မလာ तू ပဲဘယ်လိုခေါ်မလဲတရေဘိုးကြောင်သူလို့စစ်မတိုက်ဘူးသူလို့ပြောလိုက်တယ် မဟုတ်အဲ့လိုတော့မပြော ဥက္ကရာကဘာလို့လဲဆိုရအောင်တနာတယ်ပေါ့လိုက်ငါစစ်တိုက်ဘူးတယ်ပေါ့တဲ့မ18ချက်မှန်ဘူးတယ်ပေါ့ ဟုတ်လေဥက္ကရာဒါ ဆွဲပါတယ်အဘူးလက်ပြီးရင်ဥက္ကရာအလဲပဲတဲ့ ဥက္ကရာပြီးငါတို့ပဲလက်လာပါ ဒါပေါ့ကလင်နာကြပဲ မင်းတို့ပြောတာအယူလက်လို့ပြောတာ အယူလက် အဲ့အယူလက်ကလေအထူးတက်တွေလွတ်လိုက်လို့မင်းတို့က ဟိုအယူ ဘာဖြစ်သွားမယ်ထဲတယ် အယူလက်မှာအထူးတက်ရှိတယ်ပေါ့ ဟာရှိတော့ကွာ ဟောဟိုထန်းတမင်ဘက်ကိုလွတ်လိုက်တဲ့ကောင် ပခိုးတိုင်းကိုလွတ်လိုက်တာ ထန်းတမင် ဟုတ်တယ် ဒီအဲ့ထန်းတမင်ဘက်ကဒီအုံမတီးရွာဘက်မှာအခုဗာလဲအထူးတက်လား အထူးတက် အထူးတက်တော့မသိဘူးအယူတက်တွေကတော့အခုစုတ်ခါသွားပြီ ဘယ်ဆိုပါ အယူလက်လွတ်လိုက်တဲ့ဟိုဗာလေအထူးတက်ရဲ့အယူလက်ဟောအယူတက်တော့စုတ်သွားပြီ မင်းတို့ကောင်းလေ စုတ်သွားပြီ ငါပြောပြမယ်ပခိုးတိုင်းသာတိတ်ခါကြတယ်တိလားနော်မင်းတို့ပြူလောက်တော့တတ်သိမရှိဘူးလား ဘလို့ဘယ်ကပြူလဲ ပြေရလေကွာငါးကောင်နေမင်းရ ပြေကပြူကအခုပြူကပြေဖြစ်သွားပြီ ဘာပြူအပြေလေဘလို့ကြီးလို့ ပြေမျိုးကဒီပီစောဒီကောင်းဆောင် ဟုတ်တယ်လေ ပီစောဒီကောင်းဆောင်တော်လေးပဲအရှင်ဖမ်းလိုက်တာအဲ့တော့တကောင်ထွက်ပြေးတာအဲ့တော့ဒိုင်းဦးတေးသွားပြီ ဟာ ပြီးသွားပြီ ဟိုမင်းတို့အရှိပန်းနိုင်ရင်မပြစ်နဲ့လေ ဟာမထွက်ပြေးနဲ့လေမထွက်ပြေးတော့ တေးမှာဆိုလို့ပြေးတာလေကွာ အဲ့ဒါဆိုရင်မိခံလေ မင်းတို့ဘာလို့ပြစ်တာ ဟာပြေးလို့ပြေးတာလေ ပြေးတာဆိုတော့တေးမှာဆိုလို့ပြေးတာလေ အေးမသေးချင်းမပြေးနဲ့ ဟာ လေ တော်ပြီကွာရှုပ်တယ်ပဲကွာ အဲ့ဒါပဲနော်အယူလဲတပည့်တော့ဂိုးပြီ အေးယူလိုက် ယူလဲယူလဲ ငါကောင်လေကွာတက္ကလာကောင်နေနဲ့ဆိုတော့ တက္ကလာမှာဘယ်သူမှမရှိဘူးအပေါ်မလုံးနဲ့တက္ကလာမှာဘယ်သူမှမရှိဘူး မရှိဘူး မရှိဘူးငါကောင်နေမလုံးနဲ့တော့ ရှေ့မလားပြော အုံနဲ့ကောင်တွေတော့မရှိတော့ဘူးနော် ဟိုမသိငါရှေ့မလားဆိုပြီးပြောကြည့်တော့ ဟာပြီအဲ့ဒါအယူလဲကတော့သွားပြီ ရများသွားပြီ ဟာလေမပြောဘူးလေ အေးမင်းတို့တတိထားနေတော့မင်းတို့အဲ့လိုပြောရလားဟာငါတို့ကအခုကပြည်နယ်တွေအကုန်လုံးထိုးစစ်စားတယ် ထိုးစစ် အစိုးရကတော့ကွာအကောင်းဆုံးလုပ်ထားတယ်ကချင်ပြည်နယ်မှာထိုးစစ်အကြီး ဒါဆို မင်းကောင်တွေ ဟိုဘော တမျိုးကစ်ခံတော့မှာနော် ဟာမျိုးမစစ်တွေ ငါကောင်လေ ဩအေးမျိုးမစစ် ပြောတာ ဟုတ်လေ ထိုးစစ်ကွာထိုးစစ် မြင့်မစိုး ဘာအောင်မြင်မဆိုး မြင့်မစိုးတဲ့ဟုတ်ပါ ထိုးစစ်ကြီးစနေတာ ထိုးစစ် တတိဖေးထားလိုက်ဟို ကိုတို့ထိုးစစ်စလို့လားမသိဘူးနော်ပမော်မှာ KIA ရဲ့စကန်9ခုဆွဲသိမ်းလိုက် အေးငါကောင် တော်တယ်နော် အရန်တော်တာမင်း ဟုတ်တယ်လေ ဟိုထိုးစစ်စားငါတို့လေ အေးစကန်သိမ်းတယ်ကျွန်တော်တို့လေ ဟိုမင်းတို့ခန်းစစ်ပြရမှာလေ ဟာခန်းစင်းနဲ့ပြန်ကဲလို့လေအခုစကန်9ခုပါသွားတာဟာကိုထိုးတာလွဲသွားပြီတင်မယ် ဘယ်ဘာမလုပ်လေ ကိုချဲလို့ ဘာလွဲကြလို့ဒီမှာမျက်မှန်တော်နဲ့ကြမလို့ လို့လေဘာတွေလျှောက်ပြောလာလဲ
မဟုတ်လေဒီထိုးစစ်ကိုမြန်မာတက်တယ် ကိုတို့ထိုးစစ်စားလို့ကျွန်တော်ဗမော်ဘက်မှာစခန်း9ခုသိမ်းလိုက်တယ် ပြောငါကောင်းနေမင်းတို့ကောင်းနေဘယ်လိုလေလုံနေကြ အဲ့ဒါပဲအခုမလုံးနဲ့တော့ ဟာကွာ မျိုးမစစ်တွေကိုတက်တော့ဆုတ်ခိုင်းလိုက် မျိုးမစင်ပြောတယ်ငါထိုးစစ်ကွာထိုးစစ်တော့နာမည်နဲ့လာ ထိုးစစ်နဲ့တစ်မျိုးကဲ တော့တမျိုးခစ်လိုက်တာ စခန်း9ခုပါသွား ငါတို့ကတိုက်ထိုးစစ်လေတိုက်ရတိုက်စစ်ကို ဘကောမနိုင်စခိုင်းမနိုင် စကားပြော ရှင်မလဲသိမ်းကြတယ် မင်းတို့အဲ့ကချင်မို့လို့ကွာမင်းအဲ့လိုလုပ်တော့ငါဘီလင်းမှာဒီနေ့ဘုံချက်ပလိုက်တော့ကွာဘာဖြစ်လဲ အခုတော့ခုနှစ်သားသမီးနော်စိတ်မချမ်းတော့ကိုတို့အမြဲတမ်းလုပ်တယ် ခေအောင်မင်းတို့ကဘာလို့ငါတို့စကားနဲ့ပြန်သိမ့်လဲ ဟာ သိမ့်တော့ငါ့ကိုကျေးတယ်ကွာ ဘာလို့လာပြီးတော့အာနာသိမ်းလဲအာနာသိမ်းတော့ကျွန်တော်လည်းပြန်သိမ်းမှာပေါ့ ဘာလို့မင်းတို့မဲလိမ့်နေလဲ နော်ဒုက္ခမဲလိမ့်နေတော့ဘယ်သူကပြောတာလဲပြော ငါကိုယ်တိုင်ပြောတာလေ အေးအခုဘူးလည်းပြန်ဖြီလိုက်လို့ရှုပ်ကို မဟုတ်လေအဲ့ဒါကိုပြောတော့ဘူး ရှုပ်ကုန်ပြီ မင်းတို့ငါတို့စကားနဲ့လာသိမ့်လို့ငါတို့ကျဲတယ်ကွာအဲ့တော့ဘာဖြစ်လဲ အဲ့ဒါခုနှစ်သားသမီးစိတ်မချမ်းသာ ငါဘယ်900သားမျိုး ဟု စိ တ် တ် တယ် ချမ်းသာ ကိုတို့စစ်တပ်ကလေအုပ်ချုပ်လိုက်မှာဟလားဟိုစစ်တပ်ကအုပ်ချုပ်တာမဟုတ်ဗျာဒီအာနာသိမ်းလိုက်မှာခုနှစ်သားသမီးစိတ်ချမ်း အာနာထိန်တာ နော်စိတ်မချမ်းသာတော့အခုမနေ့က9កောင်ကိန်းသွားပြီ9កောင် ငါကောင်းနေမင်းတို့ကောင်းနေ လည်းပြန်80တဲ့ ဒီမူလေအဲ့လောက်ကြီးမလို့ ဘ လေ က်ခေါက်900 900သားသမီးကိုဘာ ဇာ လို့ တို့ဇာတို့ကိုဇာတို့ မဟုတ်လေမင်းတို့အဲ့လောက်ကြီးမလုပ်သင့် ဟု ဘူး တ်တယ် မလုပ်သင့်ဘူးနော် ဘာစစ်စီမှမလာနဲ့တော့မရတော့ဘူးဘာအောင်စီကပေါင်တွေကွာ အောင်စရမဟုတ်တော့ဘူးနာမည်ကို အတော်ရထားအခုပေါ်တာဖြစ်သွားပြီနော် အခုစစ်စင်ကြီးရတယ် ဟာအလောင်းဘုရားတော့အခုတရောင်းသားဖြစ်သွားပြီ ဟိုမိုင်ရိုင်းလိုက် လောင်းဘုရားစစ်စီတော့တရောင်းသားဖြစ်သွားပြီအခုဆန္ဒမင်းမဲ့အခုဆန္ဒလာဖြစ်သွားတယ်ကြည် အဲ့ဒါကသူပါတီကိစ္စ သွား စိုက် ပြီဘာစစ်စီမှမလာနဲ့တော့ အောင်မင်းနိုင်စစ်စင်ကြီးလား ဟောကိုပေါ့ ကဘာ ကိုပေါ့စစ်စီ ငါကကိုပေါ့ကိုပြောတာ မဟုတ်လို့အောင်မင်းနိုင် အောင်မင်းနိုင်စစ်စင်အော်မဟုတ်နာမည် ရန်နိုင်အောင်လုပ်ပါ အေးမဟုတ်မှာပြောချင်စောနဲ့ sorry ရန်နိုင်အောင်စစ်စင်ကြီး ရန်နိုင်လင်းမဟုတ်ဘူးနော် ရန်နိုင်လေးမဟုတ်ရန်နိုင် ရန်နိုင်လင်းကမိမော်သားမဟုတ်လေလက်ထက်ကမိမော်ရတာရန်နိုင်လင်း ဟုတ်ငါပြောတာ ရန်နိုင်အောင် ရန်နိုင်အောင်ဆိုတော့အတိတ်နိမိတ်နဲ့ ကြံ လား မနိုင်ပါ ရန်နိုင်အောင် ပြန်မနိုင်ပါ ဟုတ်ပြမနိုင်ပါ ရန်နိုင်အောင် ရန်မယ်ရန်သူတွေကို အဲ အောင်မြင်ရမယ် အောင်မြင်ရမယ် နိုင်ရမယ်အဲ့လိုရန်နိုင်အောင် ဟောရန်နိုင်လင်းမဟုတ်ဘူး ပြောမဟုတ်ရန်နိုင်လေးမဟုတ်ဘူး ရန်နိုင်အောင်စစ်စီမစိုးဘူးနော်ကိုတို့ဘက်ဒီရန်နိုင်အောင်စစ်စီလေးစလိုက်ရောမော်လိုက်ပါကျွန်တော် PDF ဘက်ကတိန်းငယ်စစ်စီပြန်လောက်တာစခန်း9ခုပါသွားပြီ ငါကြားတာ6ခုပါ အေးဟုတ်တယ်နောက်တစ်ခုတိုးရတယ်6ခုတဲ့ အော်တော့မနေနိုင်လို့တက်ပြီးတစ်ခုတက် ထိုင် ပြီး ပြီးတစ်ခုပြလိုက်9ခုမကနမ်းမကြိုက်ဘူးစုံကနမ်းပဲတဲ့ ပြောဟုတ်အဲ့ဗါလေမင်းတို့ပြောတိတ်ငယ်စစ်စင်ရေးဆိုတာ US ကလာလို့လား တဲ့ဒါ PDF တွေလောက်တာ ညဟောအိကွာ ကိုယ်ကတိန်းငယ်စစ်စီမှာကိုတို့လှူလိုက်တယ်လက်နဲ့လည်းအပုံလိုက်ပဲအရှင်မိတာဒီလိုတွေရော ဟိုကနေပါပါ အဲရန်နိုင်အောင်တို့ဘာညာတို့အကုန်ဟိုဟာကြီးပဲပါသွားတယ် အေးရန်နိုင်အောင် တင်သိန်းနိုင်တို့ဘာအကုန်ပါသွား ရန်နိုင်အောင်စစ်စင်အောင်မြင်လေ ဟမ် ဟိုအောင်မြင်နိုင်စစ်စင်လို့လိုက်အောင်မြင် အောင်မြင်နိုင်လှုပ်လိုက်လို့အခုရေပြူမှာ73កောက်သေးသွားအောင်မြင်နိုင် ပြေးပြီမ ဟေး ကိုလိုက်အောင်မြင်နိုင်လည်းအချိန်မကောင်းဘူးရန်နိုင်အောင်လည်းအချိန်မကောင်းဒီလိုလွတ်လိုက်တောင်းစိန်နိုင် တောင်းစိန်လည်းမနိုင်တော့ဘူးတောင်းစိန်လည်းမနိုင်တော့ဘူး တို့တင်နိုင် ဘလို့ဒုတင်နိုင်လေဒုတင်နိုင်တခြားဟာပြောင်းလိုက်တော့မနိုင်တော့ဘူး အော်မြက်ခတ်နိုင် ဟာမျက်ခိုင်ပိုရှုပ်တယ်မျက်ခိုင်ပိုရှုပ်တယ် အဲ့ဆိုကိုလိုက်နာမည်တစ်ခုပဲကျန်တော့တယ် ဗါလေ ကျွန်တော်တို့ပြောင်းအောင်မယ်နာမည် ဘာနာမည် စစ်စင်ရေးနာမည်ကိုလေမဟာခနိုင်လို့ပြောင်းလိုက် မာခနိုင်တော့ဗါလေ အော်မင်းပြောနေတဲ့မွေးငါနိုင်လေ ဒါဆိုစစ်တက်နိုင်တာ မွေးငါတစ်ခုပဲရှိတော့တယ်ကွာ ဩ အားလုံးပဲခင်ဗျာဒီဗီဒီယိုလေးရတော့ဒါလက်ရှိစကားစားဘက်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုကျွန်တော်တို့ကဟာတာသဘောမျိုးလေးရိုက်ကူးထားတဲ့ဟာတာဗီဒီယိုလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီလိုဗီဒီယိုမျိုးလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှဖြစ်တဲ့အတွက်မလို့ကျွန်တော်ရဲ့ပေလေးကိုလည်း like and subscribe လုပ်ပေးကြပါဦးလို့ဒီနေရာကနေပြီးတော့အနူးညွတ်မြတ်တဲ့ရက်ခံရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ